ဒီမှာနော်လှုပ်ထားတဲ့လက်ကင်ကြည့်မယ်ဒီဘက်ကလက်ကင်မလက်ထိုးလို့ရတယ်ဒီဘက်ကလက်ကင်မကြည့်လိုက်လုံးမထိုးလို့မရအောင်အဲ့ဒါဒီတကားအလေးကြီးကိုဘလို့ပိတ်မလဲပေါ့နော်ဟိုဘက်ကဆိုလို့ရှိရင်လည်းဒီမှာရေရဒီမှာအကုန်လုံးဘယ်လိုပြောမလဲအိုင်ပြီးတော့ဒီဘက်ကိုစိတ်နေလို့စိတ်နေတော့မစမ်းသားသေးဘူးနော်အဲ့ဒါလေးပြီးတော့အိမ်သားပေါ့နော်အိမ်သားကိုပဲမိုးတွေ့မကြည့်ရေလဲအိုင်နေနော်အိမ်သားအခန်းကိုပြောင်းမယ်ဆိုရင်complain ကိုကများတယ်ဖြေအောင်မယ်မကြည့်ဆွဲကြမယ်မယုံနော်တုံဘလို့အားနဲ့ဆွဲမလဲမကြည့်ဒါတော်ကြီးကိုညရရောက်ကြတဲ့က4-5-6 ကြိမ်လောက်မနေဘူးဆွဲထားကြပြီအဲ့ဒါကြောင့်မလို့မကြည့်ဘလောက်ချက်လဲကြည့်လိုက်ဘလောက်ဒုက္ခလဲဆက်စမ်းကြည့်လိုက်အဲ့ဒီဘက်ကဆွဲလို့မနိုင်ဘူးနော်ဒီဘက်ပြန်တွန်းမယ်နော်အမှန်ကြည့်စီကဲဒါပိတ်လိုက်ပြီဆိုပါစို့အင်းဒါတက်ပြီးပြန်ထွက်မယ်နော်ဒီထိုးပြီးပြန်ထွက်မယ်နော်မဒီထိုးရဲမှာဟန်တယ်မရှိဘူးဒါကျိတ်လည်းမရှိဘာမှမရှိဘူးခန့်နေပူတော့မှအမှကြည့်ဟန်တယ်လုတ်ထားတယ်ဟိုဒီမှာဒီလက်ကံပြန်ဆွဲရမယ်နော်ကြားကန်ပြီးဆွဲရတာနော်ဒါကိုဘလို့ဒီကလေးတဲမယ်ဆိုရင်ဒီလောက်ကိုလူကြီးအားရှိတဲ့လူကမှမနှဆွဲရတာကွာသိလားဒါကြီးကိုဘလို့တွန်းလဲအဲ့နော်အခန်းပြောင်းမယ်လို့ပြောရင်တဲ့ complain များလို့ပြောမှာစိုးလို့တဲ့နေတဲ့ဒီတိုင်းဒီကဒါတော့မစီကြည့်ဘလို့မှမလုပ်နိုင်ဘူးမကြည့်ဒါကောင်အဲ့ဒါထက်လုံးဝပိတ်လို့မရဘူးမကြည့်အနည်းဆုံးလက်2 ထွာလောက်ကြံလေးဘလို့မှပိတ်လို့မရဘူးတွန်းလို့မရတော့မနိုင်တော့အဲ့ဒါကိုပြောပြတာပါရှင်ညဉ့်ကြီးရှင်နေ